လူတိုင်းမိဘမဖြစ်တင်ပါမိဘဖြစ်ဖို့ဆိုတာအရာအလုံးပြည့်စုံနေဖို့မလိုပါဘူးအဓိကကတော့နားလည်ပေးနိုင်မှုတာဝန်ခံပေးနိုင်မှုဆိုတဲ့အချက်နှစ်ချက်ကောင်းကောင်းတော့ရှိရပါမယ်မိဘမဖြစ်တင်ပါဆိုတဲ့စကားကအပြစ်တင်ပြောဆိုခြင်းတော့မဟုတ်ဘူးပေါ့မိဘဖြစ်တဲ့တာဝန်လေးကိုသိစေချင်တာပေါ့နော်ကိုကဘလို့မိဘမျိုးဖြစ်ချင်တာလဲနှစ်ချက်ရှိပါတယ်ကိုကသူ့အတွက်အရေးကြီးပေးနိုင်မလားကိုကသူ့အချိန်မှာခိုးလုံချင်တာလားပေါ့နော်နံပါတ်1ကကြတော့ကိုကသူ့ကိုအရေးပေးချင်တာဖြစ်တဲ့အတွက်ပေးဆက်ခြင်းပေါ့နော်နံပါတ်2ကတော့သူ့အရေးမှာခိုးလုံချင်တာဖြစ်တဲ့အတွက်ဟာသူကြီးလာရင်ဆိုတဲ့အတွေးလေးနဲ့ပေါ့နော်သူ့အရေးမှာခိုးလုံချင်တာဖြစ်တဲ့အတွက်မျောလင်းချက်လေးနည်းနည်းပါပြီးတော့ရယူခြင်းပေါ့နော်သူ့စီကဘာမှမမျောလိမ့်မယ်နဲ့ကလေးမွေးခြင်းနဲ့ဆိုလို့ရှိရင်ဗိုက်ကြီးပြီဆိုကြတဲ့ကတေချာစဉ်းစားပါကလေးပြုစုစောင့်ရှောက်နည်းကျွေးမွေးနည်းလုံးတော့ကို့မှာစုဆောင်းထားတဲ့ငွေပမာဏရှိရလားလို့တေချာစဉ်းစားပါကိုကလေးလေးကောင်းကောင်းမွန်မွန်ကြီးထွားဖို့အတွက်စားတော့ရမယ်အာဟာရတွေရေဆိုလို့ရှိရင်တစ်နေ့ကို2လီတာနဲ့3လီတာကြာတောက်ရမယ်ပြီးလို့ရှိရင်ကော်ဖီကြိုက်တဲ့သူဆိုလို့ရှိရင်ကော်ဖီဆိုလို့ရှိရင်ကဖေးနဲ့200မီလီဂရမ်မဲကိုဝန်ဆောင်တွေကတောက်တင်တဲ့လူခွဲမရှိတဲ့ဖေဖေမေမေတွေဆိုလို့ရှိရင်ကလေးကိုရိုးရိုးမွေးဖို့စူးစမ်းကြည့်ပါလို့တိုက်တွန်းချင်ပါတယ်ကျမဆိုလို့ရှိရင်ဖေဖေမေမေ2ယောက်ပဲရှိတာဖြစ်တဲ့အတွက်လူခွဲမရှိလို့ကျမဆရာဝန်ကြီးနဲ့တိုင်ပင်တဲ့အခါပေါ့နော်ကျမကလေးကိုရိုးရိုးမွေးခြင်းနဲ့ရိုးရိုးမွေးလို့ရှိရင်ဘာတွေဆောင်ရမလဲဘာတွေရှောင်ရမလဲဘာတွေစားရမလဲအဲ့လိုမျိုးကစာကျမမေးခဲ့တာပေါ့နော်အဲ့ဒီကျမဆရာဝန်ကြီးကတမီးရေရိုးရိုးမွေးခြင်းလို့ရှိရင်နည်းနည်းရလာရင်လို့ရှိရင်အနေတိုင်းတင်မောသည့်အမှဲ့ကိုစားပေးတင်မောသည့်အမှဲ့ကိုစားခြင်းပြင်ဝမ်းမှန်တဲ့အချိန်ကြတော့ဝင်းကောင်းတာဖြစ်တဲ့အတွက်ကလေးရဲ့နေတာထိုင်တာရှိတယ်ပေါ့နော်ချောင်းချောင်းလေးလေးရှိတယ်မွေးတဲ့အချိန်ကျရင်ရှော့ရှော့ရှူရှူမွေးနိုင်တယ်ပေါ့နော်အဲ့နဲ့ကျမကတင်မောသည့်အမှဲ့ကိုနေတိုင်းစားရပေါ့နော်အဲ့ဒါကြတော့ကျမအဲ့လိုပေါ့နော်တင်မောသည့်အမှဲ့စားရတယ်ဘာညာအဲ့လိုပြောကြတယ်ဟဲ့တင်မောသည့်အမှဲ့ကဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးပြောကြတာပေါ့နော်ဟိုကမစားရဘူးဒီကမစားရဘူးအရင်ပြောကြတာပေါ့နော်အဲ့ဖေဖေမေမေတို့အနေနဲ့ပတ်ဝန်းကျင်ကပြောစကားတွေကိုချင့်ချိန်ပြီးတော့ယုံမှာတမီးလေးကဟိုပေါ့နော်တနေ့ကနေ့လောက်ထိသပင်ကမတန်လာဘူးပေါ့နော်အဲ့ဒါကြောင့်သူများတွေကဟိုငယ်တုန်းကပေါ့နော်သူငယ်တုန်းကဟဲ့နေသမီးကသပင်အရန်ပါတယ်ဂရုံတုံးကြီးဂရုံခဏခဏတုပ်ပေးရတယ်အဲ့လိုမျိုးပြောပေါ့နော်ကျမဟိုဆရာဝန်ကြီးကမှားလိုက်တယ်ပေါ့နော်ဟိုတနေ့မပြည့်မချင်းဂရုံမတုံးအောင်နော်သမီးလေးကိုအဲ့လိုမျိုးမှားလိုက်တယ်အဲ့ဒါကြောင့်မလို့ကျမမတုံးဘူးပြောဟဲ့သူတို့ပြောစကားကိုနားထောင်မနေနဲ့သပင်ဆိုတာတုံးမတန်နာပါညာပေါ့နော်အဲ့အဲ့ကိုကလည်းဘာမှမပြောတော့ဘူးပေါ့နော်နောက်တော့သမီးလေးကနည်းနည်းကြီးလာတော့ယုံဟိုအလုပ်ကိုခေါ်တဲ့အချိန်မှာပေါ့နော်သူများလည်းပြောကြပေါ့ဟေးကရုံမလေးနစ်စပင်ကဘလို့ဖြစ်တယ်ညာဖြစ်တယ်ဘာညာအဲ့လိုမျိုးပြောတာပေါ့နော်အဲ့နဲ့ကိုသမီးလေးကိုအဲ့လိုပြောတော့စိတ်ထဲမကောင်းဘူးပေါ့နော်အဲ့နဲ့သမီးလေးကလည်းနည်းနည်းနားလေတဲ့အချိန်ရောက်တော့ကြတော့သမီးလေးကသူ့အဲ့လိုပြောတဲ့အချိန်ကျသမီးလေး no ပေါ့နော်အဲ့လိုမျိုးပြောတဲ့အချိန်မှာအဲ့နဲ့သမီးလေးနောက်နေ့ကျတော့သမီးလေးကိုအဲ့လိုပြောတယ်ဆိုလို့ရှိရင်သူများရဲ့အားနည်းချက်ကိုအဲ့လိုမပြောရဘူးလေမကြိုက်ဘူးနော်အဲ့လိုမပြောသီးလားသမီးလေးအဲ့လိုနောက်နေ့ကျသူ့အစားတဲ့အချိန်ကျသူအဲ့လိုပြောမှာနော်အဲ့လိုမပြောရဘူးသမီးမကြိုက်ဘူးအဲ့လိုပြောချင်းကျမကလည်းဘေးကနေပေါ့နော်ကလေးရဲ့အားနည်းချက်ကိုအဲ့လိုမပြောပါနဲ့ကျမမကြိုက်ဘူးဟိုကလေးမှာအဲ့လိုသူစပင်မကောင်းဘူးအဲ့လိုမျိုးစိတ်မကောင်းဖြစ်နေတဲ့အချိန်မှာအဲ့လိုမပြောပါနဲ့မကောင်းဘူးအဲ့လိုမျိုးပြောလိုက်တယ်နောက်နေ့ကျအဲ့လိုမျိုးပေါ့နော်မပြောရဲကြတော့ဘူးပေါ့နော်ဖေဖေမေမေတို့ကလေးမွေးပြီဆိုလို့ဆုံးဖြတ်လို့ရှိရင်မအားကြပါနဲ့အားမနာပါနဲ့ပတ်ဝန်းကျင်ကပြောလာလို့ရှိရင်ချင့်ချင်ယုံမှာစာပေဘူးတူတာလေ့လာပြီးတော့ရှင်တွဲပြီးတော့ယုံမှာပေါ့နော်အဲ့ကိုကလေးမကြိုက်တာပြောပြီးကိုကလေးဟိုတခုခုငိုအောင်လုပ်ပြီးလို့ဆိုလို့ရှိရင်ဟိုလက်ပိုက်ကြည့်မနေနဲ့ပေါ့နော်ကိုကလေးမကြိုက်ကြောင်းကိုဖေမေကလည်းသူ့ကိုရဲ့သားသမီးအရှိကမရက်တည်ပြကြပါလို့ကျွန်မပြောချင်ပါတယ်နေ့အနေနဲ့သူ့အရေးမှာခိုးလုံးချင်တာလားသူကြီးလာရင်ဆိုတဲ့မျှော်လင့်ချက်လေးနဲ့ပေါ့နော်သူကြီးလာရင်ဟာငါတို့ကိုပြုစုပေးမှာအရက်ထဲမှာပြောနေကြစကားတွေရှိရပေါ့နော်အဲ့ဒါပါလဲဆိုတော့ဟဲ့ကလေးမြူသေးဘူးလားကလေးယူလေကလေးကနင်တို့ကြီးလာရင်ဘသူကကျွေးမွေးမှာလဲဘသူကဆောက်ရှောက်မှာလဲဟဲ့နင်သမီးကကြီးနေပြီနင်ကလေးကကြီးနေပြီနောက်ထပ်ကလေးယူတော့လေဒီတယောက်ကမကျွေးရင်နောက်တယောက်ကကျွေးမှာပေါ့ဒီတယောက်ကမပြုစုရင်နောက်တယောက်ကပြုစုတော့အဲ့လိုစကားတွေကိုနားရောက်ပြီးတော့ကလေးယူတဲ့မိဘတွေကသူတို့ပိုက်ကြီးလာလို့ရှိရင်ဘာတွေဆောင်ရမလဲဘာတွေရှောင်ရမလဲဘာတွေစားသုံးပေးရမလဲဆိုတာကအစလုံးဝမသိဘူးပေါ့နော်ဒီပတ်ဝန်းကျင်မှာပဲကျင်လည်ပြီးတော့ဘေးနားဆေးလေးတောက်နေလဲဖယ်ရကောင်းမှမသိဘူးဟိုဆေးလေးအနံ့ကြောင့်လို့ကိုယ့်ရဲ့တရေသားလေးဘာဖြစ်သွားနိုင်လဲဆိုတာသူတို့မသိဘူးပေါ့နော်မသိတာလားမလေ့လာတာလားပေါ့နော်ဒါမဟုတ်လို့ရှိရင်တိနေပဲဘာမှမဖြစ်ပါဘူးဆိုတော့ဖာတိဖာတာနေတဲ့စိတ်နဲ့ပဲဒီတိုင်းနေတာလားတော့6လမပေးမချင်းကလေးကိုရေမတိုက်နဲ့
တနေ့မပြေမချင်းကတော့မတုံးနဲ့စားပါပါနေမကျွေးနဲ့အဲ့လိုမျိုးအဲ့3ခုကတော့လေတော်တော်မှားတယ်တည်တာဆရာဝန်ကြီးကလေဒါပေမဲ့သူတို့ကမလိုက်နာတာလားပတ်ဝန်းကျင်ကိုမနှုံဆက်နိုင်တာလားတော့မသိဘူးပေါ့နော်။အနေတိုင်းနေအလုပ်သွားအလုပ်ပြန်တွေ့နေတယ်ဟိုလမ်းမှာတွေ့နေတဲ့ကလေးလေး4-5ယောက်ရှိရပေါ့နော်အဲ့ကလေးလေး5ယောက်တနာလို့ဆိုပြီးတော့ကိုကအင်ကြီးလေးတွေဝဲလာသူတို့ကိုပေးတာပေါ့နော်။ကလေးဘာလို့မိုးရွာလဲဒီနားမှာရှိတယ်နေဘူးလဲဒီနားမှာရှိတယ်ဘာဖြစ်လို့အဲ့မှာနေကြရလဲပေါ့နော်။အဲ့လိုပြောတော့နည်းနည်းကြီးတဲ့ကလေးလေးတယောက်ကသူ့အဖေကတဲ့ဒီနားမှာပဲနေဆိုပြီးတော့ပြောတာတဲ့ဒီနားမှာနေတော့တဲ့သူများတွေကတဲ့တနာပြီးတော့တဲ့သူတို့ကိုတဲ့မုံနေလဲပေးတယ်တဲ့ရေတွေလဲပေးတယ်တဲ့အဝတ်စားတွေလဲပေးတယ်ပေါ့နော်အဲ့လိုကြတော့တဲ့အဲ့ဒီအဝတ်စားတွေမုံနေယူပြီးတော့တဲ့သူတို့ကတဲ့အိမ်ကိုပြန်ပို့တာတဲ့ပြန်ပို့ပြီးနောက်တစ်ခေါက်ပြန်လာအဲ့လိုမျိုးဒါအားနေတဲ့သူ့ဖေးရပေါ့နော်အဲ့လိုမပါလာတဲ့ရက်တွေဆိုလို့ရှိရင်တဲ့သူတို့ကိုရိုက်တယ်တဲ့ဆူတယ်တဲ့အဲ့လိုမိဘတွေလည်းရှိလားပေါ့နော်အဲ့ဒါကြောင့်သူကြီးလာရင်ဆိုတဲ့မျှော်လင့်ချက်လေးနဲ့ကလေးမွေးခြင်းနေရင်ငါမိဘမဖြစ်သင့်ပါလားဆိုပြီးတော့တွေးရပေါ့နော်ဒီစိတ်တစ်ပိုင်းကိုဖြစ်စီအားလုံးကိုဖြစ်စီကြည့်ရှုပြီးတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်